ပြောပြစရာလေးတစ်ခုရှိလို့ပေါ့နော်ဒီနေ့ပေါ့ဘန်ကီဘီစီကိုသွားလိုက်တာပစ္စည်းလို့ဒါလေးငွေပန်းဦးလေးသွားဝယ်လိုက်တာပေါ့နော်ဒါပေမဲ့ငွေကန်ကောင်းဖို့အရာလို့ကိုကဒါလေးလိုလိုက်ပေါ့ငွေကန်ကောင်းဖို့အရာကငွေပန်းလေးလိုလဲဆိုပြီးဒါလေးကတော့ကြီးမမတော့မဟုတ်ဘူးဒါမဲ့ဒါနည်းတစ်ခုတစ်ခါပြောင်းဝယ်လိုက်တယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ဒီမြန်မာပြည်ကငွေကန်ကောင်းဖို့လုပ်ချင်တယ်လို့ပြောလာတဲ့လူတွေများတယ်ဒါပေမဲ့ကို့မှာမြန်မာငွေနဲ့ပတ်သက်လို့မရှိဘူးဘယ်လိုလုပ်ရင်ကောင်းမလဲတခြားလူစီကလည်းယူလို့မရဘူးတဲ့ဒီနေ့တိုက်ဆက်ဆိုင်ကံကောင်းသွားတာဒီညီမတို့စီးတဲ့ဒီနိုင်ကားပေါ်မှာကျွန်တော်တို့စီးတဲ့နိုင်ကားပေါ်မှာပေါ့နော်ရှမ်းပေါ့ရှမ်းထိုင်းလူတွေကနေပြီးတော့နေလို့မြန်မာတွေလားဟုတ်တယ်လို့ပြောတော့ဒီမှာနေလို့မြန်မာနိုင်ငံကပတ်ဆက်လိုက်ပေါ့ယူมาလားအဲ့လိုမျိုးသူကတင်းလာပြီးလို့ကိုရီးယားလည်းယူလိုက်တယ်ဒါလေးကကျတော့မြန်မာပြည်သားတွေအတွင်းငွေကန်ကောင်းခြင်းတွေပေါ့ဒီနေ့ကအမတယောက်ကဘန်ကောက်ကိုပြန်ရောက်လာပါပြီရှင်သူစီကနေငွေဖလားရလာလို့ဆိုရင်ဒီငွေကန်ကောင်းစီတဲ့ဖလားလေးရဲ့ဒီပန်းလေးရဲ့ဒီမြန်မာငွေရဲ့ထိုင်းပန်းငွေရဲ့ထပ်ပြီးတော့အကောင်လုံးကိုငွေကန်ကောင်းစီအောင်လုပ်ပေးလို့ရပါတယ်ရှင်ရုံးမဲ့နေ့ကိုအတိအကျပြောလာမှာမဟုတ်ဘူးအခုကတော့ဘယ်သူ့မှခင်းမယူသေးပါဘူးเนาะဒါလေးသူပြီးတတိပေးလိုက်တာပါရှင်မြန်မာပြည်သားလူတွေအတွက်မြန်မာငွေအစီကိုကန်တူးနိုင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်